နောက်တစ်မျိုးလုံးမယ်စူရိယဘေးပရဏယံရုပ်စာကဘယ်ဘက်နှာခေါင်းပေါက်ကိုညာဘက်လက်တကြွယ်လက်တန်းနဲ့ပိတ်ပြီးလို့ရှိရင်ညာဘက်ကနေပထမဗိုက်သက်ရှိတဲ့လေးကိုကိုအောင်ထုတ်မယ်ထုတ်ပြီးရင်ညာဘက်ကနေလေးကိုဝအောင်ရှုမယ်ရှုပြီးရင်လေးကိုဗိုက်ထဲမှာအောင့်ထားမယ်လေးကိုဗိုက်ထဲမှာအောင့်ပြီဆိုတာ ਨੇ ဒီလေးကိုဗိုက်ထဲမှာအောင့်ပြီဆိုတာ ਨੇ ဒီလက်နှစ်ဖက်နဲ့နှာခေါင်းနှစ်ဖက်ပိတ်မေးနဲ့လေပင်းနဲ့ပြီးကတ်ဗိုက်ကိုရသလောက်ချိန်ပဲအောင့်ထားတဲ့အချိန်မှာစော်ဝါကိုချုပ်ပိတ်တာအောင့်ထားမယ်အဲ့ဒီအောင့်ထားတဲ့ဥစ္စာကိုနိုင်တော့15စက္ကန့်ရရ10စက္ကန့်ရရကိုနိုင်တော့အနေထားကိုအောင့်ထားပြီးလို့ရှိရင်အဲ့ဒီစော်ဝါပြန်လွတ်မယ်လေထုတ်တော့မှစော်ဝါပြန်လွတ်မယ်ဗိုက်ပြန်ဖောင်းမယ်ပေါင်းပြီးလို့ဗိုက်ဖောင်းပြီးလို့ရှိရင်လေကိုညာဘက်ကရှူထားတာဘယ်ဘက်ကထုတ်အဲ့ဒီလေကိုထုတ်တဲ့အချိန်မှာအရေးကြီးတာကရှူတဲ့အချိန်နဲ့ထုတ်တဲ့အချိန်တူပါစေအဲ့ဒီတော့အရေးရှိတာအဲ့ဒီရှူတဲ့အချိန်မှာကိုယ့်ဟာကိုယ်တင်းနေသုံးလေးရည်သွားအဲ့ဒီရှူလို့ပြီးတဲ့အချိန်ရောက်တဲ့ကဏ္ဍကိုမှတ်ထားထုတ်တဲ့အချိန်မှာလည်းအဲ့ဒီကဏ္ဍအတိုင်းပဲဒီကိုထုတ်နိုင်အောင်ကြိုးစားခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ဟာတွေအကုန်လုံးဒီလေနဲ့တူပါသွားပြီဆိုတော့စိတ်ကိုထားစလုပ်ပြမယ်ဒီအောင့်ထားတဲ့အချိန်မှာအဲ့ဒီခန္ဓာကိုယ်ထဲမှာအောင့်ထားတဲ့လေကိုခြေပြားခေါင်းပြားအထိပို့ပြီးတော့ဒီကိုယ်လုံးကိုပြန့်ပြီးတော့ပို့နိုင်အောင်ကြိုးစားရုပ်စာကို9မိနစ်ကနေ10မိနစ်လောက်အထိလုပ်စေခြင်းပဲရုပ်စာကိုလုပ်ခြင်းအပြင်ကြွက်သားတွေအကျော်တွေအားနေတာကင်းမယ်ခန္ဓာကိုယ်ကိုကျန်းမာစေတယ်အစာမကြေတာကောင်းသွားပြီးတော့ဗိုက်စာလောင်တာကိုပို့စေတယ်အစီကိုကျစေတယ်ခန္ဓာကိုယ်ထဲမှာမလိုအပ်တဲ့ပိုးမွှားတွေကိုသိစေတယ်နှာခေါင်းနဲ့ပတ်သက်တဲ့ယောဂအားလုံးကင်းတယ်